မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားကိုယ်တော်တိုင်ဖြေရှင်းခဲ့ရတဲ့ပြဿနာလေးတစ်ခုကိုပြောပြခြင်းဦးဇင်းတို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးနာလန္ဒမြို့ပါဝါရိကတရဥယျာဉ်မှာတည်င်းသုံးတော့အဲ့ဒီနာလန္ဒမြို့ကိုအခြေချပြီးတော့နေတဲ့နိကန္ထနာတပုဒ္ဒဒိဋ္ဌိဆရာကြီး6ယောက်ထဲက1ယောက်အပါဝင်ပေါ့နော်အဲ့ဒီဒိဋ္ဌိဆရာကြီးရဲ့တပည့်ဖြစ်တဲ့ဒီကတပတ်တိတဲ့ဒီကဆိုတာရှီလျားတာတပတ်တိဆိုတာကအကျင့်တွေကိုအကြာကြီးကျင့်ခဲ့ပြီးပြီဖြစ်တဲ့တပည့်1ယောက်ပေါ့နိဂါထနာတဗုဒ္ဓဆရာကြီးရဲ့တပည့်ပေါ့နော်အဲ့ဒီကတပတ်တိဆိုတဲ့တပည့်ကတနေ့တော့မြတ်စွာဘုရားစီကိုရောက်လာတယ်ရောက်လာပြီးတော့မြတ်စွာဘုရားရှိမှရှိခိုးတာတွေဝှချတာတွေမရှိဘူးမတ်တက်ရက်ပြီးတော့နေတော့မြတ်စွာဘုရားကဒီကတပတ်တိနေရာတွေရှိတယ်ထိုင်လို့တဲ့ဆန္ဒရှိရင်ထိုင်ပါအဲ့ဒီတော့သူထိုင်နေအဲ့ဒီအချိန်မှာမြတ်စွာဘုရားကသူ့ကိုမေးတယ်ဒီကတပတ်တိတဲ့သင်တို့ရဲ့ဆရာနိဂန္ဓနာတဗုဒ္ဓကအပြစ်တွေမှာမကောင်းမှုမှာကံဘယ်နှမျိုးလောက်တတ်မှတ်တယ်လေတဲ့ရှင်ဂေါတမကျွန်ုပ်တို့ရဲ့ဆရာကကံလို့တတ်မှတ်တဲ့သဘောမရှိဘူးဒံလို့တတ်မှတ်တဲ့သဘောရှိတယ်တဲ့ဘယ်လိုတတ်မှတ်တယ်ဒံနဲ့အဲ့ဒီဒံကိုဘယ်နှမျိုးတတ်မှတ်တယ်လဲ၃မျိုးတတ်မှတ်ပါတယ်ကာယဒံရဲ့ဝစီဒံရဲ့မနောဒံရဲ့လို့ဒံကို၃မျိုးတတ်မှတ်တယ်ကိုယ်နဲ့အပြစ်ကိုပြုရင်ကာယဒံပေါ့နှုတ်နဲ့အပြစ်တွေပြောရင်ဝစီဒံပေါ့စိတ်နဲ့မကောင်းတာတွေကြံရင်မနောဒံပေါ့အဲ့ဒီတော့မြတ်စွာဘုရားကအဲ့ဒီဒံ၃ပါးထဲမှာဘယ်ဒံဟာအပြစ်ကြီးဆုံးလို့သတ်မှတ်လဲတဲ့မှန်ပါတဲ့အဲ့ဒီဒံ၃ပါးထဲမှာကာယဒံကိုအပြစ်အကြီးဆုံးလို့ကျွန်ုပ်တို့ရဲ့ဆရာကြီးကသတ်မှတ်ပါတယ်တဲ့အဲ့ဒီစကားကိုမြတ်စွာဘုရားက၃ချိန်တိတိမေးတယ်ခိုင်မြဲသွားအောင်လို့နော်ကာယဒံကိုအပြစ်ကြီးဆုံးလို့သတ်မှတ်တယ်လို့သင်ပြောလိုက်သလားမှန်မှန်ပြောလိုက်တယ်အဲ့ဒါ၃ချိန်တိုင်တိုင်မေးတယ်မေးပြီးတော့မြတ်စွာဘုရားဒီတိုင်းနေအဲ့ဒါကိုဒီကတပတ်တိကမြတ်စွာဘုရားနီးတူပဲမြတ်စွာဘုရားကိုပြန်လှမ်းပြီးတော့မေးခွန်းထုတ်တယ်အရှင်နဲ့အရှင်ရဲ့အဆုံးအမမှာလည်းပဲမကောင်းမှုတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြန်သတ်မှတ်ပါတယ်လဲလို့မေးတော့ငါကတော့ဒံလို့မသတ်မှတ်ဘူးကံလို့သတ်မှတ်တယ်တဲ့ကံလို့သတ်မှတ်တယ်ဆိုရင်အရှင်ဘုရားတဲ့ကံကိုဘယ်နှမျိုးလောက်သတ်မှတ်လဲကာယနဲ့မကောင်းတာပြုမယ်ဆိုရင်ကာယကံနှုတ်နဲ့ပြောမယ်ဆိုရင်ဝစီကံစိတ်နဲ့ကြံမယ်ဆိုရင်တော့မနောကံလို့ကံ၃မျိုးငါသတ်မှတ်တယ်တဲ့အဲ့ဒီကံ၃မျိုးမှာလည်းပဲအဘယ်ကံဟာအပြစ်ကြီးဆုံးလို့အရှင်သတ်မှတ်ပါတယ်လေမနောကံကိုအပြစ်အကြီးဆုံးလို့သတ်မှတ်တယ်တဲ့အဲ့ဒါကိုလည်းသူကဖះနေသူ၃ချိန်ပြန်မေးတယ်မနောကံကိုအပြစ်ကြီးဆုံးလို့အရှင်ဂေါတမပြောလိုက်သလားဟုတ်တယ်ငါပြောလိုက်တယ်၃ချိန်မေးတယ်အဲ့ဒါလိုပြောဆိုဆွေးနွေးပြီးတော့ဒီကတပတ်တေကနေရာကထသွားရောသွားပြီးတော့သူ့ဆရာကြီးရှိတဲ့နေရာရောက်ဆရာကြီးတွေရောက်တော့ပိဋကတ်တွေကအများကြီးပဲဥပါလိလို့အမည်ရတဲ့တထေးကြီးတယောက်ကခေါင်းဆောင်ထားတဲ့ပိဋကတ်နာလန္ဒမြို့ရဲ့မြို့မြတ်နဲ့ဘုန်းကြီးပေါ့နော်အဲ့ဒီအချိန်မှာဒီကတပတ်တေကရောက်သွားတော့မြတ်စွာဘုရားနဲ့သူနဲ့ဆွေးနွေးခဲ့ရတဲ့အကြောင်းကိုသူ့ဆရာကြီးကိုတင်ပြတယ်ယဟန်ဂေါတမနဲ့သူနဲ့ဒီလိုဆွေးနွေးခဲ့တယ်အဲ့ဒီတော့ဆရာကြီးကသူ့ကိုကောင်းကြီးပေးတယ်ကောင်းပြီစွာသင်ဟာပြောသင့်ပြောလိုက်တာကိုပြောခဲ့ပေတယ်ယဟန်ဂေါတမမဟုတ်တာတွေလျှောက်ပြောတယ်ဘယ်နဲ့အကောင်အထည်ရှာမရတဲ့မနောကံကိုအပြစ်အကြီးဆုံးလို့သတ်မှတ်ရတယ်လို့တကယ်ဆိုကိုတိလက်ရောက်လွန်ကျူးတဲ့ကျူးလွန်မှုတွေဟာအပြစ်အကြီးဆုံးဆိုတာလူတိုင်းသိနိုင်တယ်ဒီလောက်လွယ်တဲ့သိလွယ်တဲ့ကိစ္စကိုပဲမှားမှားယွင်းယွင်းမနောကံကိုအပြစ်အကြီးဆုံးလို့သတ်မှတ်မှသတ်မှတ်ပလေတယ်လို့မြတ်စွာဘုရားကိုရှုံချအဲ့ဒီမှာဥပါလိဆိုတဲ့တကြွယ်ကြီးကသူ့ရဲ့ဆရာနိဂန္ဓနာတဗုဒ္ဓဆရာကြီးကိုအရှင်ဘုရားတဲ့အကျွန်ုပ်ကိုယ်တိုင်သွားပြီးတော့အဲ့ဒီဂေါတမဗုဒ္ဓကို
ဝါဒတွေဆွတ်ဆွဲပြီးတော့ဝါဒတွေနဲ့တင်းပြီးတော့နှိပ်ကွချင်တယ်တဲ့ကျွန်ုပ်ကိုယ်တိုင်သွားပြီးတော့စကားစစ်ပွဲကြီးဆင်နွှဲခြင်းတယ်ဟုတ်အားကောင်းမောင်းတန်ယောက်ျားတစ်ယောက်ဟာစိတ်ကလေးတစ်ကောင်သိုးကလေးတစ်ကောင်ကိုနေရွက်ကနေဆွဲပြီးတော့ပွေရမ်းလိုက်တဲ့လိုမျိုးရှေ့တို့နောက်ဆုတ်လှုပ်လိုက်တဲ့လိုမျိုးအယူဝါဒရေးရာမှာတွတ်တွတ်ခါသွားအောင်သွားပြီးတော့ပြောပြလိုက်ခြင်းတယ်တေတောက်ကျူးအရက်သမားဟာသူ့ရဲ့အရက်ခွက်ကိုအပေါ်ကနေနှိပ်ပြီးတော့ဇပွဲနဲ့ပုတ်ပြီးတော့ဆွဲလိုက်တယ်လို့ဆွဲမပြီးတော့ကင်မြောက်ပြီးတော့ပွေရမ်းလိုက်တယ်လို့ကြိုက်တယ်လို့လှုပ်တယ်လို့မျိုးယဟန်ဂေါရမကိုအယူဝါဒရေးရာအမှာခြားခြားလဲသွားအောင်သွားပြောပြလိုက်ခြင်းတယ်သူကကြုံသွားတာနော်အဲ့ဒီတော့နိဂါရနန္ဒဗုဒ္ဓဆရာကြီးကကောင်းတယ်တဲ့သွားပြီးတော့ပြောပြလိုက်ဒီလောက်မှားယွင်းနေမှတော့သွားပြီးတော့ပြောပြလိုက်အဲ့ဒီလိုခွင့်ပြုတော့သဘောမတူတဲ့လူကဒီကတပတ်တီကသဘောမတူအရင်နဲ့ယဟန်ဂေါတမသည်ကိုဥပါလိတကျေသွားမှာကိုကျွန်ုပ်သဘောမကျဘူးတဲ့ဘာပြုလို့လဲဆိုတော့ယဟန်ဂေါတမဟာသူများတပည့်ကိုကိုယ်တပည့်ဖြစ်အောင်သွေးဆောင်ဖြားယောင်းနဲ့စိတ်ညှို့အတတ်ပညာကိုတတ်တယ်တဲ့အရှင်ရဲ့အားကိုးရတဲ့တခါတယောက်သူများလက်ထဲပါသွားမှာဆိုးလို့သဘောမတူအဲ့ဒီတော့နိဂါရဏဗုဒ္ဓဆရာကြီးကဂိုင်းဥပါလိသွားမှာကိုသွားပါစေဥပါလိဟာယဟန်ဂေါတမရဲ့တပည့်ဖြစ်เสียအကြောင်းမရှိဖြစ်ချင်းဖြစ်ရင်ယဟန်ဂေါတမဒီပင်နဲ့ဥပါလိတကြွယ်ရဲ့တပည့်ဖြစ်เสียအကြောင်းရှိယုံကြည်တယ်နော်သူတပည့်ကိုအဲ့ဒီလိုနဲ့ဥပါလိကလည်းနောက်ပါအချမ်းရံတွေချမ်းရံပြီးတော့မြတ်စွာဘုရားသည်ကိုချီတက်သွားရောမြတ်စွာဘုရားသည်ရောက်တော့သူလည်းရှိမခိုးပါဘူးအဲ့ဒီလိုပဲဘုရားရှိမှတင့်တော်တဲ့နေရာမှာထိုင်ပြီးတော့ရှင်ဘုရားဒီကတပတ်တည်နဲ့အရှင်တို့ဘာတွေပြောကြသလဲအဲ့ဒီမှာမြတ်စွာဘုရားကပြောခဲ့တဲ့အကြောင်းတွေကိုပြန်ပြောင်းတော့မိန့်ရှိတော့ရှင်ဘုရားတဲ့ဒီကတပတ်တည်ပြောတာကောင်းပါပဲစွာဘယ်နဲ့ကာယကံအပြစ်အကြီးဆုံးလူတိုင်းသိနေတဲ့ကိစ္စကိုမနောကံကိုအပြစ်ကြီးတယ်လို့ပြောရပေလေအဲ့ဒီလိုမြတ်စွာဘုရားကိုအပြစ်တင်တော့မြတ်စွာဘုရားကတကြွယ်တဲ့ဒီနေရာမှာသင်ဟာသစ္စာစကားမှာတီမယ်ဆိုလို့ရှိရင်သင်နဲ့ငါနဲ့ဆက်ပြီးတော့ဆွေးနွေးကြတာပေါ့မှန်တယ်ဆိုရင်လက်ခံကြီးဟုတ်လားသစ္စာမှာတီမယ်ဆိုရင်ဆွေးနွေးကြတာပေါ့မှန်လားပါဗျာတပည့်တော်ယုတ်တိယုတ်တာရှိတဲ့သဘာဝစိုက်တယ်မှန်တယ်ဆိုရင်တပည့်တော်လက်ခံအဲ့ဒီလိုနဲ့ပြောကြရောပြောတော့မြတ်စွာဘုရားကသူ့ကိုမေခွန်းအရင်စပြီးတော့ထုတ်တယ်တကြွယ်တဲ့သင်တို့နိဂန္ဓနာတဗုဒ္ဓဆရာကြီးကရေအေးကိုပယ်ရမယ်လို့ဟောတယ်ရေအေးထဲမှာအသက်ကလေးတွေပါတယ်ပိုးကောင်လေးတွေပါတယ်ပေါ့နော်သူတို့ကရေနွေးကိုတုံးတာအဲ့ဒါသင်တို့ရဲ့တပည့်တယောက်ကအကျင့်မြတ်ကိုသင်တို့ယူဆတဲ့အကျင့်မြတ်ကိုကျင့်ရင်းနဲ့ရေအေးကိုတန်းတန်းပြီးတော့ရေနွေးကိုမသုံးကျင်မဲနဲ့သုံးပြီးတော့ရေအေးကိုတောင်းတရင်းနဲ့သေသွားတယ်ဆိုကြပါစို့အဲ့ဒါဘာဖြစ်တယ်လို့သင်တို့ရဲ့ဆရာကြီးကဟောလေတဲ့မှန်လားပါဗျာစိတ်ဆွဲလို့သေတဲ့အတွက်ကြောင့်ဖြစ်တဲ့နတ်တစ်မျိုးရှိတယ်အဲ့ဒီနတ်မျိုးမှာသွားပြီးတော့ဖြစ်တယ်လို့ကျွန်တော်ဆရာကြီးကဟောပါတယ်ဘာဖြစ်လို့အဲ့ဒါလိုနတ်ဖြစ်တယ်လဲစိတ်ဆွဲလန်းပြီးတော့သေတဲ့အတွက်ကြောင့်နတ်ဖြစ်တာပါအဲ့ဒီလိုဆိုရင်စိတ်စေတနာကအဓိကကျနေတယ်လို့သူဝန်ခံလိုက်တာဖြစ်သွားဟုတ်လားအဲ့ဒီမှာတကြွယ်တဲ့သင်စကားကိုစဉ်းစားဆင်ခြင်ပြီးတော့ပြောသင်စကားရှင်းနောက်မညီဘူးဖြစ်နေတယ်စောစောကမနောကအဓိကမကြဘူးလို့ပြောထားတယ်အခုတော့စိတ်ဆွဲပြီးတော့သေတဲ့အတွက်ကြောင့်စိတ်ဆွဲသေတဲ့နတ်ဖြစ်ရတယ်လို့သင်ပြောပြန်ပြီမှန်လားပါတဲ့အရှင်ဘာပဲပြောကာယဒဏ်ဒီသာလည်းအပြည့်အကြီးဆုံးမနောဒဏ်ဒီကာယဒဏ်လောက်အပြည့်မရှိပါဘူးကျွန်ုပ်ကတော့ဒီလိုခိုင်မြဲစွာယူဆနေစေပဲဒီတော့မြတ်စွာဘုရားကဆက်ပြီးတော့ပြောတယ်တကြွယ်တဲ့နိဂန္ဓနာတဗုဒ္ဓဆရာကြီးရဲ့တပည့်တယောက်လမ်းလျှောက်ရင်းနဲ့မသိလို့မတော်လို့ပိုးကောင်လေးတွေနင်းမိလို့သေတယ်ဆိုကြပါစို့တဲ့အဲ့ဒီလိုဆိုရင်ဘယ်လိုသတ်မှတ်လဲမှန်လားပါဗျာအပြစ်တော်ရှိပါရဲ့သို့တော်အပြစ်မကြီးပါဘူးဖေ။ဘာဖြစ်လို့လဲစေတနာမပါလို့အပြစ်မကြီးပါဘူးဖေ။စေတနာပါရင်တော့အပြစ်ကြီးပါတယ်ဖေ။စေတနာကိုသင်တို့မှာဘာဒဏ်လို့သတ်မှတ်လဲမနောဒဏ်လို့သတ်မှတ်ပါတယ်ဖေ။တကြွယ်စကားကိုစဉ်းစားပြီးတော့ပြောရှင်းတော့မညီဘူးဖြစ်နေတယ်စေတနာပါရင်
အပြစ်ကြီးတယ်စေတနာမပါရင်အပြစ်မကြီးဘူးဆိုတော့စိတ်စေတနာကအဓိကကြမနေဘူးလားကြနေတဲ့ဒါသူတို့ရဲ့အယူဝါဒနဲ့ပဲသူတို့ကိုပြန်ပြီးတော့ခြိတုပ်တာနော်ဦးဇင်းတို့မြတ်စွာဘုရားရဲ့အလိုလည်းအဲ့တိုင်းပါပဲဟိုစက္ခုပါဠမထေရကြီးဆိုတာပိဿတို့ကြားဖို့ပါလေမျက်စိကွယ်နေတဲ့ယဟန္တာကြီးလေလမ်းလျှောက်ရင်းနဲ့ပိုးကောင်လေးတွေနင်းပြီးတော့ယဟန်တွေကကဲ့ရဲ့လို့မြတ်စွာဘုရားကစိတ်စေတနာမပါရင်အပြစ်မရှိဘူးလို့ကြားဘူးတယ်နော်ပိဿကြီးအခုသူတို့ရဲ့အယူအဆနဲ့ပဲသူတို့ရဲ့စကားကိုပြန်ပြီးတော့ခြိတုပ်တာအဲ့ဒီတော့တကြွယ်ကအရှင်ဘုရားပါပဲပြောတပည့်တော်ကတော့ကာယဓမ္မအပြစ်ကြီးဆုံးလို့ယူဆနေတုံးပဲဘုရားဒီတော့မြတ်စွာဘုရားကဆက်ပြီးတော့မေးတယ်ဟောဒီနာလန္ဒမြို့ကြီးမှာရှိတဲ့လူတွေတိရစ္ဆာန်တွေအားလုံးကိုလူတယောက်ကဒလွတ်ကင်ပြီးတော့ဟောဒီလူတွေတိရစ္ဆာန်တွေကိုအကုန်လုံးအသားပုံကြီးဖြစ်အောင်လုပ်ပလိုက်မယ်တတ်ပြီးတော့အသားတခြားအယိုးတခြားဖြစ်အောင်လုပ်ပလိုက်မယ်ဆိုရင်အဲ့ဒါဖြစ်နိုင်မှာမလားတဲ့မဖြစ်နိုင်ပါဘူးဖေ။အေးတကိုးရှိတဲ့စိတ်တကိုးရှိတဲ့တကိုးရှင်တယောက်ကလုံမယ်ဆိုရင်ဖြစ်နိုင်လားတဲ့အဲ့ဒါတော့ဖြစ်နိုင်ပါတယ်ဖေ။စိတ်တကိုးဟာကာယဒံလားမနောဒံလားအေးသူတို့အယူဆဆိုရင်မနောဒံပေါ့ဦးဇင်းတို့မြတ်စွာဘုရားရဲ့သဘောဆိုရင်နော်မနောကံပေါ့နော်အဲ့ဒီတော့တကြွယ်တဲ့စင်စင်စားစားပြောတင့်တကားတွေရှင်းတော့မညီဘူးတဲ့အရှင်ဘုရားဘာပြောတပည့်တော်ကတော့လက်မခံသေးဘူးဖေ။အဲ့ဒီမှာမြတ်စွာဘုရားကကရုဏာသိတ်ကြီးတာဆိုတော့စိတ်ရှည်လက်ရှည်ဆက်ပြောတယ်တကြွယ်တဲ့တင့်ကိုငါမေးမယ်တဲ့ဟောဒီဒန္တကီတိုင်းတို့ဝိဆတိုင်းတို့တောကြီးအတိပြီးသွားတယ်ဆိုတာတောကြီးတွေဖြစ်သွားတာမြို့ကြီးတွေကနေတောကြီးတွေဖြစ်သွားတာဘာပြုလို့သင်ကြားဘူးလေတဲ့မှန်လားပါဗျာယသိတွေစိတ်ဆိုးလို့ပြူစားတာလို့တပည့်တော်ကြားဘူးပါတယ်ဗျာစိတ်အစွမ်းကြောင့်မြို့တွေကနေတောကြီးတွေဖြစ်သွားတာသင်စကားကိုရှေ့နောက်ဆင်ញင်ပြီးတော့ပြောဟောအဲ့ဒီတော့မှတကြွယ်ကမှန်လားပါဗျာတဲ့တပည့်တော်ပထမပေးတဲ့ဥပမာနဲ့ပဲအရှင်ဘုရားရဲ့စကားကိုသဘောကျပြီးသားဖေ။ဒါပေမဲ့စမ်းကြဲတဲ့စကားကိုနားထောင်ခြင်းလို့တပည့်တော်ဆန့်ကျင်ဘက်မထေမဲ့မြင်ပြုပြီးတော့ပြောမိတာသိခံခွင့်လို့ပါဗျာ။ဒီနေ့ကစပြီးတော့အရှင်ဘုရားရဲ့တပည့်တာဝကလို့မှတ်ပါ။ဟောမြတ်စွာဘုရားတပည့်တန်းပြီးတော့ခံယူတာ။အဲ့ဒီမှာမြတ်စွာဘုရားကဘာမိန့်ရှိလဲဆိုတော့တခါကြီးသင်လိုထင်ရှားကြော်ကြားတဲ့ပညာရှိလို့တထေးတကြွယ်လို့အမိခံထားတဲ့လူတစ်ယောက်ဟာအလုပ်တစ်ခုကိုစင်စင်စားစားလုပ်တဲ့တဲ့အယံကာယောကြီးမဆုံးဖြတ်နဲ့တဲ့ဟောအဲ့ဒီလိုပြောတော့အရှင်ဘုရားတဲ့ဒီစကားကြောင့်ပိုးပြီးတော့တပည့်တော်အရှင်ဘုရားကိုမျက်နှိုးရပါတယ်ဘုရားတဲ့ဘာဖြစ်လို့လဲဆိုတော့အယူအဆတစ်ပါးရှိကြတဲ့အခြားဆရာကြီးတွေဆိုလို့ရှိရင်တပည့်တော်လိုတကားမျိုးသာရမယ်ဆိုရင်ဟောဒီတစ်မျိုးလုံးကိုတကွန်နေအလံနေလွှင့်ထူပြီးတော့အောင်ပွဲခံကြမှာတဲ့အရှင်ဘုရားကတော့စင်စင်စားစားလှုပ်လို့ပြောနေတယ်တဲ့အဲ့ဒီတော့မြတ်စွာဘုရားကဘာဆက်အမိန့်ရှိတုံးဆိုတော့တကားကြီးအချင်းအကြာကြီးတဲ့အိမ်မှာဏိဂန္ဓတွေဟာရေတွင်းသဖွယ်တင်လှူဒန်းခဲ့တာဒါကြောင့်သူတို့လာမယ်ဆိုရင်ဆွမ်းကောင်းအဖျော်ရမကာတွေကိုပေးလှူမြဲပေးလှူပါလို့မြတ်စွာဘုရားကမိန့်အဲ့ဒီစကားကြောင့်ဘုရားတပည့်တော်ပို့ပြီးတော့ကြည်ညိုရပါတယ်တဲ့တပည့်တော်ကြားဘူးနေတာကယဟန်ဂေါတမကငါသာလျင်လှူငါလှူမှအကျိုးရှိတာတခြားသောအလူတွေကိုမလှူကြနဲ့လို့ဒီလိုတားမြစ်တယ်လို့တပည့်တော်ကြားဘူးပါတယ်တဲ့အဲ့ဒီလိုပြောတော့မြတ်စွာဘုရားကအဲ့ဒီတကားကြီးကိုဒါနကထာသီလကထာအစဉ်အတိုင်းဟောတော့သောတပတ္တိမေညာဘုံညာကိုရတယ်အဲ့တော့ဦးဇင်းတို့ပြောလို့ရင်ကကာယကံဝစီကံတို့တဲ့မနောကံသည်မကောင်းတဲ့ဘက်မှာအပြစ်အကြီးဆုံးကောင်းတဲ့ဘက်မှာအကျိုးအကြီးဆုံးဟုတ်လားဒါကိုပြောလို့ရင်းမယ်သို့တော်ဒီတုတ်တန်ကြီးကမဆုံးသေးဘူးဆက်ပြီးတော့မှတ်သားစရာလေးတွေပါလို့ဦးဇင်းဆက်ပြောမယ်နော်အဲ့ဒီလိုနဲ့ဥပါလိတကြွယ်ကယဟန်ဂေါတမရဲ့တပည့်ဖြစ်သွားပြီတဲ့လို့နာမည်ကြီးကဒီလိုကြီးသွားတယ်တဆင့်စကားအဲ့ဒီတော့ဒီကတပတ်တီကသူ့ဆရာကြီးတွေသွားပြောတယ်ဆရာကြီးထင်တဲ့အတိုင်းပဲယဟန်ဂေါတမတပည့်ဖြစ်သွားပါတဲ့မဖြစ်နိုင်ဘူးတဲ့ဆရာကြီးကမယုံဘူးသုံးချိန်ညင်းတယ်အဲ့ဒီမှာဒီကတပတ်တီကသွားပြီးတော့စုံစမ်းတာစုံစမ်းတော့တကားဆောင်ကဘာပြောလဲဆိုတော့အရှင်တဲ့စွမ်းလူချင်းရင်ဒီမှာရပ်အကျလို့ရဲ့တထေးကပြောထားတယ်ယဟန်နေအတွက်တကားဖွင့်ထားတယ်နိဂန္ဓတွေအတွက်တကားပိတ်ထားတယ်လူချင်းတယ်ဆိုရင်တော့စွမ်းပေးပါမယ်အထဲထဲကိုတော့မဝင်ပါနဲ့စိတ်တူတယ်ဒီကတပတ်တီ
အဲ့ဒါနဲ့ခြာကနေဆိုလှည့်ပြန်လာဆရာကြီးကိုပြောတယ်အမှန်ပဲတဲ့ကျွန်ုပ်ကိုယ်တိုင်သိခဲ့တယ်မယုံဘူးဆရာကြီးကအဲ့ဒါနဲ့ဆရာကြီးကိုယ်တိုင်အချမ်းရံဒီအများကြီးချမ်းရံပြီးတော့ဥပါလိတကြွရဲ့အိမ်ကိုရောက်လာတယ်ရောက်လာတော့တကားဆောင်ကဒီလိုပဲတားတယ်စိတ်တူလိုက်တာလေအဲ့ဒါနဲ့ကိုင်းတင့်ရဲ့တတိကိုသွားပြီးတော့ပြောကြည့်နိဂန္ဓနာတဗုဒ္ဓဆရာကြီးလာတယ်လို့အဲ့ဒါနဲ့သွားပြီးတော့ပြောတော့ဥပါလိတကြွကအေးအဲ့ဒါလို့ဆိုရင်ငါရဲ့အုတ်တိုင်းအထက်ထက်ရှိတဲ့အ내ကအလဲအုတ်တိုင်းရဲ့အတွင်းမှာနေရာတွေခင်းထားလိုက်ပြီးပြီဆိုတော့သူကအမြင့်မြတ်ဆုံးထိုင်ကုန်ပေါ်မှာတကြွကထိုင်နေထိုင်ပြီးတော့နိဂန္ဓနာတဗုဒ္ဓဆရာကြီးနဲ့တပည့်တွေရောက်လာတော့ဂိုင်းထိုင်နေတဲ့နေရာမှာထိုင်ကြပါစိတ်တူလိုက်တာလေအခါတိုင်းဆိုလို့ရှိရင်တကြွကနိဂန္ဓနာတဗုဒ္ဓဆရာကြီးကိုတွဲပြီးတော့အမျက်တနိုးဆရာကြီးထိုင်မဲ့အမျက်ဆုံးနေရာကိုသူ့ရဲ့အပေါ်ယုံဦးကလေးနဲ့ပုတ်တိုက်ပြီးတော့ဆရာကြီးဒီနေရာထိုင်မှာဒီလိုဒီနေ့တော့ဘလို့ဖြစ်နေလဲခြိုက်တဲ့နေရာမှာထိုင်တဲ့သူကအကောင်းဆုံးနေရာမှာထိုင်နေတာအဲ့ဒီတော့ဘာပြောတော့ဆိုတကြွတဲ့သင်ယူနေလားတဲ့သင်ဟာသူများရဲ့မျက်လုံးကိုထုတ်မဲ့တိုက်ခိုက်မဲ့ရှုပြီးတော့သွားပြီးတော့ကိုယ့်မျက်လုံးကိုအထုတ်ခံရခဲ့ရတဲ့တိုက်ခိုက်ရေးသမားတယောက်လိုဖြစ်နေတယ်တဲ့တကယ်စင်စစ်တော့သင်ကိုသိကြပါပြီယဟန်ဂေါတမကတကယ်လှည့်စားလိုက်တာပဲလှည့်စားတယ်လို့ထင်တာနော်အဲ့ဒီတော့ဥပါလိတကြွကဉာဏ်ရှိတဲ့ပုဂ္ဂိုလ်သောတာပန်ပုဂ္ဂိုလ်လည်းဖြစ်သွားတာဆိုတော့ဘာဆက်ပြောတော့ဆိုတော့ဟုတ်တယ်တဲ့လှည့်စားလိုက်တယ်ဒါပေမဲ့အဲ့ဒီလှည့်စားချက်ကြီးကသိကောင်းတာပဲတဲ့တကယ်လို့ကျွန်ုပ်ရဲ့ဆွေမျိုးတွေကျွန်ုပ်ချစ်တဲ့လူတွေကိုဒီလှည့်စားမှုမျိုးများလှည့်စားခံရမယ်ဆိုရင်သိကောင်းပါပဲတဲ့အကြာကြီးအကျိုးရှိမှာပဲတဲ့ဟောဒီလောကမှာရှိတဲ့နတ်တွေလူတွေတတ္တဝါတွေအားလုံးဟာဒီလှည့်စားချက်ကိုမိသွားမယ်ဆိုရင်သိကောင်းပါပဲတဲ့ဟောဒီလိုတောင်ပြောတယ်ပြောပြီးတော့ဗာဆက်ပြောတော့ဆိုတော့အရှင်တဲ့အရှင်တို့ရဲ့အယူအဆတွေဟာဘာနဲ့တူတယ်လဲဆိုတော့တစ်သားကိုမြောက်ရုပ်ကလေးထုထားတယ်အဲ့ဒါကိုကလေးလေးဆော့ဖို့အတွက်အိမ်တအိမ်ကဝဲလာပြီးတော့ဆေးရောင်မကြိုက်လို့အဝတ်ကိုဆေးဆိုးပေးတဲ့စတ္တာတွေသွားပြီးတော့ဒီအယုတ်ကိုထုထောင်းပြီးတော့အယောင်ဆိုးပေးပါဆိုရင်တစ်သားယုတ်ကြီးဆိုတော့အထုအထောင်းအကျိတ်အနယ်ခံမလားမခံဘူးဟုတ်လားအဲ့ဒီတော့သင်တို့ရဲ့အယူအဆတွေဟာပညာရှိတို့ရဲ့ထုထောင်းခြင်းစီစစ်ခြင်းကြိတ်နယ်ခြင်းကိုမခံနိုင်ဘူးတဲ့မြတ်စွာဘုရားရဲ့အယူအဆကတော့အဝတ်ကိုကြိုက်တယ်လို့လျှော်ဖွတ်ပြီးတော့ကြိုက်တဲ့အယောင်ဆိုးလို့ရတယ်လို့မျိုးပညာရှိတို့ရဲ့စစ်ဆေးခြင်းကြိတ်နယ်ခြင်းကိုခံနိုင်ပါတယ်တဲ့သင်သိပ်ပြီးတော့စကားတွေများတာပဲတဲ့ဟောဒီတလောကလုံးကသင်ကိုငါးတပည့်လို့သိထားတယ်အခုသင်ကိုဘယ်သူတပည့်လို့သိရမှာလဲစိတ်မရှိတော့ဘူးနော်အဲ့ဒီတော့တကြွကဘာမှမပြောဘူးအပေါ်ယုံအဝေကြီးကိုလက်ကတော့ထိုးပြီးတော့မြတ်စွာဘုရားရှိတဲ့နေရာလှည့်လက်အုပ်ချီပြီးတော့အလုံးစုံသောအလိုဆန္ဒတွေကင်းတော်မူပြီးသောဟုတ်လားအလုံးစုံသောကိလေသာတရားတွေကိုအောင်မြင်တော်မူပြီးသောပဂတိငြိမ်းချမ်းတော်မူသောမြတ်စွာဘုရားဟာကျွန်ုပ်ရဲ့ဆရာပါဆက်ပြီးတော့ဘုရားရဲ့ဂုဏ်တော်တွေကိုရွတ်သွားလိုက်တာဂါထာတွေကိုအများကြီးပဲဗျဦးဇင်းတို့မေဇိမနိကေမှာတွေ့ရတယ်အကုန်လုံးဦးဇင်းတို့မရလို့မပြောနိုင်ပါဘူးသိကောင်းတာအဲ့ဒီတော့နိဂန္ဓနာတဗုဒ္ဓဆရာကြီးကနေစမ်းပါဦးဒီဂုဏ်တော်တွေကိုသင်ကဘယ်တော့မှမြန်သင်ထားတာလဲတဲ့ဟိုတနေ့ကမှဘုရားတပည့်ဖြစ်တာအခုဒီဂုဏ်တွေရနေတယ်ဆိုတော့ဒီတော့ဥပါလိတကြွကအရှင်တဲ့ပန်းပုံကြီးနားမှာရက်နေတဲ့လူတယောက်ဟာပန်းကုန်းတွေကုန်းမယ်ဆိုရင်ဘာမှမခဲရင်မှုတဲ့ကြိုက်တဲ့ပန်းကိုကောက်ပြီးတော့တီလိုက်ရုံပဲတဲ့ဂုဏ်တွေကသိပ်များတာဆိုတော့မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုချီးကျူးဖို့ဘာမှအခက်အခဲမရှိပါဘူးတဲ့အဲ့ဒါလိုလဲပြောလိုက်ရောမနာလိုတဲ့စိတ်တွေဝန်တိုတဲ့စိတ်တွေမြတ်စွာဘုရားရဲ့ဂုဏ်တွေကိုမကြားနိုင်တဲ့အတွက်ကြောင့်အဲ့ဒီနိဂန္ဓနာတဗုဒ္ဓဆရာကြီးဟာခတွင်းကနေလောပူတဲ့သွေးတွေအံထွက်တယ်တဲ့ဟုတ်လားအဲ့ဒါဦးဇင်းတို့ဒီသုတ်တန်ကြီးကိုပိဋကပေါင်းသူတော်ကောင်းတို့ကိုဘာကြောင့်ပြောရသလဲဆိုရင်ကာယကံဝစီကံတို့ထဲမနောကံသည်မကောင်းတဲ့ဘက်မှာကြီးကျယ်တဲ့အပြစ်ရှိတယ်စိတ်ကလေးသည်သာလျှင်ကြီးကျယ်တဲ့အပြစ်ရှိဟုတ်လားမကောင်းတဲ့စိတ်သည်သာလည်းအခရာကျတယ်လို့ပြောခြင်းဟုတ်လား
ဒါကြောင့်ဒီမကောင်းတဲ့စိတ်တွေတရားဓမ္မတို့ဦးဇင်းတို့တွေကိုကြိုးကင်နေတာကိုကောင်းတဲ့စိတ်တွေကောင်းတဲ့အတွေးတွေကောင်းတဲ့စိတ်ကူးတွေဖြစ်လာအောင်ဘယ်လိုလုပ်မလဲ